ပြောင်းညီကိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ချယ်ဆီကခုချိန်မှာဆိုရင်တော့ဂျေမီဂစ်တန်အပြင်ဗျာလိုင်ယွန်နဲ့ဘယ်ချီယန်တင်းရဲ့ကစားမဖြစ်တဲ့မာလစ်ဖိုဗာနာဆိုတဲ့တောင်ပံကစားမလေးကိုစိတ်ဝင်စားနေပါတယ်ကျွန်တော်ချယ်ဆီဖန်တွေအနေနဲ့ဗျာပုံမှန်နားဆင်ခြင်းတစ်တော့ဗန်ဝါ YouTube နဲ့ FVR ညီကိုအနေနဲ့ comment YouTube မှာ share စီးတင်းတွေကိုကျွန်တော်ပုံမှန်နေ့စဉ်တင်ဆက်ပေးနေပါတယ်ကဲထားပါဗျာချယ်ဆီကဗျာခုချိန်မှာဆိုရင်တော့ဒီသားသမားလေးကိုအရန်ကြိုက်နေဗျာကျွန်တော် official ကမ်းလှမ်းမှုမျိုးတော့မချေသေးပါဘူးဘာဖြစ်လို့လဲဆိုတော့သူကဂျေမီဂစ်တန်ကိုကျွန်တော်တရားဝင်ဗျာကမ်းလှမ်းပေးမယ်သူကအစမတန်တောင်းနေတော့ဒီကစားသမားတယောက်တည်းကိုပုံတွေတက်မှတ်လို့မရတော့ဆိုတာချယ်ဆီတည်ရဗျာအတွက်ကြောင့်သူကဒီကစားသမားလေးကိုခုချိန်မှာဆိုရင်နည်းနည်းသဘောကျနေတယ်စုံစမ်းမှုတွေပြုလုပ်နေရပေါ့ဗျာဒီကစားသမားရဲ့ market ပေါက်ကြီးရဗျာတူထဲမှာဆိုရင်တော့73တန်းဆိုရင်ပဲကျွန်တော်အထင်ကတော့ချယ်ဆီကိုစိတ်ဝင်စားရင်တော့တန်း40လောက်ထိကိုတော့တောင်းနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီကစားသမားကဗျာပြီးကျွန်တော်ပြီးပင်တစ်လီကူမှာကျွန်တော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်ပြိုင်ပွဲမှာဗျာကျွန်တော်29ပွဲထိပါဝင်ခွင့်ရထားတဲ့ကစားသမားဖြစ်တယ်ယူဘာလီမှာလည်း10ပွဲထိကစားသမားရထားတဲ့ကစားသမားဖြစ်တယ်သူ29ပွဲမှာတော့ကျွန်တော်9ဂိုးသွင်းပြီး4ဂိုးဖန်တီးထားပြီးတော့ ready ကတော့7နီးပါးရှိတယ်ဒါပေမဲ့ယူဘာလီပြိုင်ပွဲမှာဗျာ Manchester United နဲ့တွေ့ရပွဲမှာလည်းသူဂိုးသွင်းတဲ့အပြင်သူကဗျာ10ပွဲမှာဗျာ6ဂိုးသွင်းပြီးတော့4ဂိုးဖန်တီးထားတဲ့ကစားသမားဖြစ်တယ်ဗျာကျွန်တော်ယူဘာလီမှာတော့တော်တော်လေးကိုသူခြေစွမ်းပြနိုင်တဲ့ကစားသမားဖြစ်ပါတယ်အရက်ကလည်း9ပေနဲ့6လက်မဆိုတော့6လက်မနီးပါးရှိရတယ်ဒီကစားသမားကကျွန်တော်ဘဲတောင်မှန်ကစားသမားအပြင်ကို striker နေရာလဲဂိုးသွင်းတတ်တဲ့တိုက်စစ်နေရာလဲထားပြီးတော့ကစားသမားရတယ်ကျွန်တော်ဗျာဘီကုတ်ချီကနေဗျာကျွန်တော်ဗျာဆန်ဂျိုဗျာ contract လီမှာကန်တဲ့ပုံစံမျိုးတွေဆိုအရန်ပိုင်တယ်ဘီကုတ်ချီကနေဂိုးသွင်းတည်တတ်တဲ့ကစားသမားလဲဖြစ်တယ်အတက်ကလည်း20လေးဆိုတော့လူငယ်လူရွယ်ရှယ်ဆီရဲ့ဒီစီမံကိန်းထဲမှာလည်းအတက်20ဆိုတော့ကြိုက်တဲ့အတွက်ချယ်ဆီကဒီကစားသမားလေးကိုစိတ်ဝင်စားနေပါတယ်တကယ်လို့ဗျာချယ်ဆီမှာစိတ်ဝင်စားရင်ဒီကစားသမားတွေကပေါင်တန်း40လောက်တော့အနည်းဆုံးတတ်မှတ်နိုင်တယ်ဒါမှမဟုတ်ယူတန်း40နဲ့ယူတန်း40ပေါ့ဗျာပေါင်ဆိုရင်တော့တန်း40ချယ်ဆီကမပေးတော့ဘူးအဲ့လောက်ထိကိုသူဈေးတင်နိုင်ခြင်းရှိပါတယ်အဲ့အတွက်ကြောင့်ဗျာဒီကစားသမားလေးကိုချယ်ဆီကခုချိန်မှာဆိုရင်စိတ်ဝင်စားနေပါတယ်ဘလို့ထင်လဲဗျဂျေမီကစ်တန်ထက်ဒီကစားသမားလေးရဲ့ပုံမတင့်တော်လားအမြင်လေးကို comment မှာမှန်တော်ပေးပါဦး